ဒါရီစောပါဟုတ်ကဲ့မင်္ဂလာပါအခုလိုမြန်မာပုံပြင်ဗီဒီယိုဇာတ်လမ်းတွေဘယ်လိုလောက်ကမလဲဆိုတာကိုသိချင်တဲ့လူတွေရှိလားဒီလိုမြန်မာဗီဒီယိုပုံပြင်ဇာတ်လမ်းတွေကလူကျက်အရင်များသလို monetization ကိုလေတရားခိုင်နှုန်းအောင်နိုင်တဲ့ဗီဒီယိုမျိုးစားဖြစ်ပါတယ်အဲကြောင့်မို့လို့ YouTube တို့ Facebook တို့ TikTok တို့မှာလူကြိုက်လေအရင်များသလို view တွေ million နဲ့ရှင်ပြီးရနေတဲ့ဗီဒီယိုမျိုးစားဖြစ်ပါတယ်အဲကြောင့်မို့လို့ဒီဗီဒီယိုလုပ်တဲ့နေ့ကိုသိချင်တဲ့တက်ရှင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလိုက်ကြည့်ဖို့တော့လုပ်မယ်နော်အဲ့ဆိုရင်ကစကားအများကြီးမပြောတော့ဘူးဒီဗီဒီယိုဘယ်လိုလုပ်ကြမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ကြည့်လိုက်ရအောင်ဒါလီစောပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တရားရခိုင်နှုန်း monetization အောင်မဲ့မြန်မာပုံပြင်ဗီဒီယိုဇာတ်လမ်းလုပ်တဲ့နည်းကိုပြောပြပေးတော့မှာဖြစ်ပါတယ် KS ဆိုဘယ်လိုလုပ်ရမလဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်ကျွန်တော်တို့အဲ့လိုမြန်မာပုံပြင်ဗီဒီယိုဇာတ်လမ်းရေးလုံးမဲ့ဆိုရင်ကျွန်တော်တို့က master prompt တစ်ခုရှိဖို့လိုတယ်ပေါ့နော်ကျွန်တော်ကတော့ master prompt ကို notebook ထဲမှာမှတ်လို့ရှိတဲ့အတွက် notebook တွေကိုကျွန်တော်ဝင်လိုက်ပါမယ် notebook တွေကိုဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ master prompt မှတ်ထားတယ်ပေါ့နော်မှတ်ထားတယ်ဆိုရင်ကျွန်တော်ကဒီ master prompt ကိုတို့က copy ယူလိုက်မယ်ပေါ့နော်ကျွန်တော်တို့ကဒီ master prompt ကို copy ယူလိုက်မယ် copy ယူပြီးကျွန်တော်တို့ကဘယ်ထဲသွားမလဲဆိုတော့ကျွန်တော်တို့ကဒီ master prompt ကိုကျွန်တော်တို့က ChatGPT ထဲမှာဒီဇာတ်လမ်းကိုတွတ်ထုတ်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့က ChatGPT ထဲကိုဝင်လိုက်မယ် ChatGPT ထဲကိုဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့အခုနက copy ယူလာတဲ့ master prompt ကိုဒီနားမှာပေးချပြီးတော့ ChatGPT ကိုပို့ပေးလိုက်မယ်ဒီမှာသူပို့ကျွန်တော်တို့ပို့ပေးလိုက်ပြီဆိုတာနဲ့ဒီမှာသူကခေါင်းစဉ်10ခုရေးပေးတယ်ပေါ့နော်ဇာတ်လမ်း10မျိုးရေးပေးတယ်ဒီပေါ်မှာကိုကြိုက်တဲ့ဇာတ်လမ်းနံပါတ်တစ်ခုကို2ကိုကြိုက်တယ်ဆိုရင်2လို့သူ့ရိုက်ပို့လိုက်ရပြီ1ကိုကြိုက်ရင်1လို့ရိုက်ပို့လိုက်ရပြီပေါ့နော်ကျွန်တော်ကတော့ဥပမာလုပ်ပြတဲ့အနေနဲ့ကျွန်တော်ကတော့1ဆိုပြီးကျွန်တော်ရိုက်ပို့လိုက်မှာပေါ့နော်ကျွန်တော်သူ့ကို1ဆိုပြီးရိုက်ပို့လိုက်တယ်အခုကျွန်တော်လုပ်ပြပေးတဲ့ဗီဒီယိုမျိုးစားဟာလူကြိုက်အရန်များပြီးတော့ Facebook တို့ YouTube တို့ TikTok တို့မှာ view တွေအရန်တက်နေတဲ့ဗီဒီယိုတွေဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ကဒီနေ့မှာလုပ်ပြပေးတာဖြစ်ပါတယ်ဒါဆိုရင်သူ9ဆင်းလုပ်ပေးလိုက်ပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ကဒီဟာကိုဘယ်လိုလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ကသူ့ကိုဒီရောက်ရနေပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့သူ့ကိုကျွန်တော်တို့ကဆက်လုပ်ဖို့အတွက်ဆက်လုပ်ဆိုပြီးတော့ကျွန်တော်တို့ကသူ့ကိုစာကြောင်းရိုက်ပို့ရမှာပေါ့နော်အဲဆိုရင်ကျွန်တော်ကကြတော့ထုတ်တဲ့ခါကျရင် character တွေမပြောင်းတော့ချင်လို့ character မပြောင်းအောင်ဆက်လုပ်ဆိုပြီးတော့ပဲကျွန်တော်ပို့လိုက်မှာပေါ့နော်ဒီတိုင်းပို့လိုက်ရင်ရပြီပေါ့နော်ဘာမှလုပ်เสียမလို့ဒီတိုင်း character မပြောင်းအောင်ဆက်လုပ်ဆိုပြီးတော့ဒီတိုင်းရိုးရှင်းနေပဲသူ့ကိုဒီတိုင်းပို့လိုက်ဒီတိုင်းပို့လိုက်ပြီဆိုရင်ဒီမှာအပေါ်ကဟာ image prompt ဒီအောက်ကဟာ video prompt ဒီမှာတစ်ခန်းနှစ်ခန်းသုံးခန်းလေးခန်းငါးခန်း6ခန်းဒီမှာ9ခန်းပါတယ်ပေါ့နော်ဒီမှာ9ခန်းပါတယ် video prompt တစ်ခု image prompt တစ်ခုအဲ့ဒါကိုကျွန်တော်တို့ကအရင်ဆုံးကကြတော့ဒီဟာကိုကျွန်တော်တို့ကဗီဒီယိုအရင်ဆုံးတော့မထုတ်ခင်ဓာတ်ပုံအရင်ဆုံးထုတ်ရမှာပေါ့နော်ဒီ image prompt ဆိုတဲ့နေရာကို copy ယူလိုက်မယ်ပေါ့နော် copy ယူမယ်ဆိုရင်ဒီနားဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကတခါတည်း flow AI မှာပုံသွားထုတ်ရင်လည်းရတယ်ဒီလို flow AI မှာပုံသွားမထုတ်ချင်ဘူးစင်ပြေတဲ့လူတွေအတွက်ဆိုရင်ဒီ Gemini မှာသွားထုတ်ရရတယ်ပေါ့နော်ကျွန်တော်ကတော့ Gemini မှာအရင်ဆုံးသွားထုတ်ပြမယ်ပေါ့နော်ဒီမှာ Gemini မှာခုနကယူလာတဲ့ဟာကိုပေးချလိုက်မယ်ပေးချပြီးရင်ပုံထုတ်လိုက်မယ်ပုံထုတ်လာပြီဆိုရင်ဒီမှာတပုံရလာပြီပေါ့နော်ဒီပုံကိုကျွန်တော်တို့က download ဆွဲထားလိုက်မယ်download ဆွဲထားပြီဆိုရင်ကျွန်တော်တို့ကဒီမှာနံပါတ်2အခန်းက image prompt ဆိုတဲ့ဟာကိုယူမယ်ကျွန်တော်2ခန်းလောက်ထုတ်ပြမယ်ပေါ့နော်ကျွန်တော်ဥပမာအနေနဲ့နောက်တစ်ပုံကျွန်တော်တို့ထုတ်မယ်ဒီမှာဆိုရင်နောက်တစ်ပုံရလာပြီပေါ့နော်နောက်တစ်ပုံရလာပြီဆိုရင်ဒီပုံကိုလည်းကျွန်တော်တို့ download ဆွဲထားလိုက်မယ်အဲဆိုရင်ကျွန်တော်နမူနာပြတဲ့အနေနဲ့ကျွန်တော်ဒီနှစ်ခန်းကိုကျွန်တော်ဗီဒီယိုပြောင်းပြမယ်ပေါ့နော်
ပထမဆုံးဒီပုံကိုကျွန်တော်တို့ကဗီဒီယိုပြောင်းရမယ်ဗီဒီယိုပြောင်းရမယ်ဆိုရင်ခုနကနံပါတ်1အခန်းမှာဒီမှာကြီးကြီးလိုက်နော်စင်းဝက်မှာကျွန်တော်တို့ကဒီ image prompt မှာကျွန်တော်တို့ဓာတ်ပုံထုတ်ပြီးတော့ပြီဓာတ်ပုံထုတ်ပြီးပြီဆိုရင်အဲ့နံပါတ်1ကပုံကိုဗီဒီယိုပြောင်းမယ်ဆိုရင်ဒီနံပါတ်1ကစင်းဝက်မှာဒီဗီဒီယို prompt ဆိုတာရှိတယ်ပေါ့နော်ဒီမှာဗီဒီယို prompt ဆိုပြီးတော့ရေးထားတဲ့နေရာအဲ့ဗီဒီယို prompt ဆိုတာကို copy ယူမယ်ဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီပုံမှာကျွန်တော်တို့ကဒီပုံကနေဗီဒီယိုပြောင်းတဲ့ဟာတော့ flow AI နဲ့ထုတ်မယ်ပေါ့နော် flow AI နဲ့ထုတ်မယ်ဆိုရင်ကျွန်တော်တို့က flow AI တွေကိုတွားမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ Chrome browser တွေကိုကျွန်တော်တို့ဝင်လိုက်မယ် Chrome browser တွေကိုဝင်လိုက်ပြီဆိုရင် Chrome browser မှာဒီလိုပေါ်နေပေါ့နော်အဲ့မှာ flow AI ဆိုပြီးတော့ရိုက်ရှာလိုက်ဒီလို flow AI ကိုမဝင်တတ်တဲ့သူတွေဆိုရင်ကျွန်တော် YouTube channel မှာ flow AI ဘယ်လိုဝင်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်တင်ပြတာရှိတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကတော့ flow AI တွေကိုဝင်လိုက်မယ်flow AI တွေဝင်လာပြီဆိုတာနဲ့ဒီပုံစံပေါ်နေပြီပေါ့နော်ဒီပုံစံပေါ်နေပြီဆိုရင်ကျွန်တော်တို့ဗီဒီယိုတက်ပုံကနေဗီဒီယိုထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်တို့က new project ဆိုတာကိုနှိပ်လိုက်မယ် new project နှိပ်ပြီးဒီပုံစံပေါ်လာပြီဆိုရင်ကျွန်တော်တို့ကခုနကကျွန်တော်တို့ဓာတ်ပုံတောင်းထားတဲ့ဟာတွေကို upload တင်မဲ့အတွက်ဒီ plus sign ကိုနှိပ်မယ် plus sign နှိပ်ပြီးရင်ဒီ upload ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်မယ်ပေါ့နော်ဒီနှစ်ပုံလုံးကိုကျွန်တော်တို့က upload တင်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့ကဒီပုံမဟုတ်ဘူးနော်ပထမဆုံးခန်းကြတော့ဒီပုံဖြစ်တဲ့ဒီပုံလည်းလင်းတစ်ချင်းထောက်ပြီးတော့ add to prompt ကိုနှိပ်ဆရာမလို့ဘဲနဲ့ဒီတိုင်းယူလိုက်လေရတယ်ဒီလို add to prompt နှိပ်ရှင်နေဆိုရင်ဒီပုံဖြောက်လိုက်ဖြောက်ပြီးရင်ခုနပြောသလိုမျိုးဒီပုံထောက်ပြီးရင်ဒီမှာ add to prompt ဆိုတာရှိတယ် add to prompt နှိပ်လိုက်ခုနယူလာတဲ့ copy ယူလာတဲ့ video prompt ကိုဒီမှာ paste ချလိုက် paste ချပြီးရင်သူ့ကိုဒီမှာမပို့ခင်ကျွန်တော်တို့ကဒီစာသားကိုကြီးလိုက်ပေါ့နော်ဒီစာသားမြန်မာစာသားဘယ်လောက်ရှည်နိုင်မလဲပေါ့ဒီမြန်မာစာသားဒီမှာမြန်မာစာသားဒီဟိုကဘေကရောက်လာတာလဲတကယ်ထူးဆန်းလိုက်တယ်ဆိုတော့တူတူလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကအများကြီးရွေးစရာမလိုဘူး6စက္ကန့်လောက်ပဲထုတ်လိုက်ရင်ရပြီအရှိဒီပေါ်မှာ8စက္ကန့်တော့10စက္ကန့်တော့ရွေးလိုက်တယ်ဆိုရင်ရှို့မလို့အတဲ့အပူစာသားတွေပါနေတတ်တာမဟုတ်လို့ကျွန်တော်တို့ကဒီပုံစံရေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ကပထမတစ်ပုဒ်ကိုကျွန်တော်တို့ကဒီမှာဗီဒီယိုထုတ်နေတဲ့အချိန်ကျွန်တော်တို့က Scene 2ကိုဗီဒီယိုထုတ်ဖို့အတွက် Scene 2 prompt ကိုကျွန်တော်တို့ကဆက်ကြည့်ဗီဒီယိုတော့ပြီးတော့ Scene 2 prompt ကိုယူလာခဲ့မယ်အဲဆိုရင်ကျွန်တော်တို့ကဒီမှာ Scene 1ကဒီဗီဒီယို prompt ကထုတ်နေပြီ Scene 2ကဓာတ်ပုံကထုတ်ပြီးတော့ပြီပေါ့နော်ဒီမှာ Scene 2ကဗီဒီယို prompt ကိုကျွန်တော်တို့က copy ယူမယ်ဆိုရင်ဒီကောင်လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ကခုနဒီကောင်ကိုပြန်ဝင်မယ်ပြန်ပြီးရင်ကျွန်တော်တို့ကဒီပုံရွေးမယ်ပေါ့နော်ဒီပုံရွေးပြီးရင်ကျွန်တော်တို့က add to prompt နှိပ်မယ်ပြီးရင်ဒီမှာ paste ချလိုက်မှာပေါ့နော် paste ချပြီးရင်ဒီ scene 2အခန်းကိုလည်းကျွန်တော်တို့ပို့ပေးလိုက်မယ်ပို့ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒါ scene 1ဒါ scene 2ကျွန်တော်နှစ်ခန်းတစ်ပြိုင်တည်းထုတ်ထားပြီပေါ့နော်အဲဆိုဗီဒီယိုဘယ်လိုထွက်လာမလဲဆိုတာကိုကျွန်တော်ကြည့်မယ်ကျွန်တော်ကနမူနာအနေနဲ့နှစ်ခန်းပဲထုတ်ပြတာပေါ့နော်ဒီလိုမိမိတို့မှာဒီမှာအခန်း9ခန်းပေးထားတဲ့ဟာကို9ပုံအရင်ဆုံးဓာတ်ပုံ9ပုံထုတ်ပြီးမှအဲ့9ပုံရဲ့ပုံအောက်မှာဗီဒီယို prompt ပုံတိုင်းစီအောက်မှာဗီဒီယို prompt ခုနကျွန်တော်ပြခဲ့သလိုမျိုးပဲလေဒီမှာဓာတ်ပုံရဲ့အောက်မှာဒီမှာအခန်းတစ်ခန်းစီမှာဓာတ်ပုံ prompt တစ်ခုဗီဒီယို prompt တစ်ခုအခန်းတစ်ခန်းစီမှာဓာတ်ပုံ prompt တစ်ခုဗီဒီယို prompt တစ်ခုဓာတ်ပုံအရင်တက် Gemini မှာတော့ထုတ်ရင်ထုတ်လို့ရတယ် Gemini မှာမထုတ်ရှင်ဘူးဆိုရင်လေ flow AI တွေမှာဝင်ပြီးတော့ခါလေးဓာတ်ပုံအရင်ဆုံးဓာတ်ပုံထုတ်ပြီးရင်ဗီဒီယိုပါခါလေးတန်းထုတ်လို့ရတာပေါ့နော်အရင်ဆုံးဓာတ်ပုံတွေကိုအရင်ဆုံးအကုန်ထုတ်လိုက်ပြီးတာနဲ့ကို့မှာအခန်းတစ်ကပုံထုတ်ပြီးပြီဆိုရင်အခန်းတစ်ကဒါ image prompt ကိုဓာတ်ပုံထုတ်ပြီးပြီဆိုရင်ဒီမှာအခန်းတစ်မှာဗီဒီယို prompt ဆိုပြီးတော့ရှိတယ်အဲ့ဗီဒီယို prompt ကိုယူပြီးတော့အဲ့ဓာတ်ပုံကိုခုနကျွန်တော်ပြောင်းသလိုမျိုးပဲဗီဒီယိုပြောင်းလိုက်ပေါ့နော်ဒီမှာနံပါတ်အခန်းတစ်ကကျွန်တော်ဗီဒီယိုထုတ်ထားတဲ့ရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်တို့ကဖွင့်ကြည့်မယ်ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်ဖွင့်ကြည့်မယ်ဒီအိုးကဘယ်ရောက်လာတာလဲတကယ်ထူးဆန်းလိုက်တာဒါဆိုရင်ဒါတကယ်အသက်ဝင်နေပေါ့နော်ဒီဗီဒီယိုတွေကလူကြိုက်ရမ်းများတယ် Facebook တို့ YouTube တို့မှာတင်လိုက်ရင် view တွေရမ်းတက်တယ် monetization ကိုလည်းဘေး platform မှာပဲတင်တရားခိုင်တော့အောင်တယ်ဘယ်တော့မှ copyright မမိဘူးအဲဆိုရင်ကျွန်တော်တို့ကအခန်းနှစ်ကိုတွားကြည့်မယ်ဒီမှာအခန်းနှစ်ကထုတ်ထားတဲ့ဟာကျမအတွက်မဟုတ်ဘူးရွာသားတွေအားလုံးစားဝတ်နေရေးပြည့်စုံပါစေဒါဆိုရင်ပုတ်ရပြီပေါ့နော်
ခုရပြီဆိုရင်ဒီနှစ်ခုကိုဒေါင်းပြီးတော့ကိုယ့်အောင်ဆက်လိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အခန်းနဲ့ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအခန်း3စထိုးရမယ်ပေါ့နော်ဒီမှာ scene 3ဆိုတာကို scene 3ကိုစထိုးရမယ်ပေါ့နော် scene 3ထိုးမယ်ဆိုရင်ကျွန်တော်ဒီတစ်ခုကျွန်တော်နောက်ထပ်ကျွန်တော် assign တစ်ခုထပ်ထုတ်ပြခဲ့မှာပေါ့နော်ဒီအခန်းထပ်ထုတ်ပြခဲ့မှာ scene 3ကို copy ယူလိုက် copy ယူပြီးရင်ခုနက Gemini ကိုပြန်သွားမယ် Gemini မှာအဲ့ image prompt ကို paste ချလိုက်မယ် paste ချပြီးပို့ပေးလိုက်ကိုအန်တိုင်းစီကိုဓာတ်ပုံထုတ်ပြီးရင်ဓာတ်ပုံကိုဗီဒီယိုပြန်ပြောင်းပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာပုံထွက်လိုက်ပြီဆိုရင်ကျွန်တော်ဒီပုံကိုထောင်းလို့ဆွဲလိုက်မယ်ပေါ့နော်ထောင်းလို့ဆွဲလိုက်ပြီးရင်ကျွန်တော်တို့ကဒီပုံကိုဗီဒီယိုပြောင်းမှဖြစ်တဲ့အတွက်ဒီမှာ scene 3မှာတော့ဓာတ်ပုံထုတ်ပြီးတော့ပြီဆိုရင်ဒီမှာဒီဗီဒီယို prompt ကိုကျွန်တော်တို့က copy ယူရမယ်ပေါ့နော် copy ယူမယ်ဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ရမယ်ပေါ့နော်အဲဆိုရင်နှိပ်ပြီးကျွန်တော်တို့ copy ယူလိုက်ပြီဆိုရင်ကျွန်တော်တို့ကဗီဒီယိုသွားမလဲဆိုတော့ခုနက Google Flow အရာကြီးကိုသွားမယ်ပေါ့နော် Google Flow အရာကြီးရောက်ပြီဆိုရင်ခုနကခေါင်းသားတဲ့ပုံကိုကျွန်တော်တို့က upload တင်မယ်ပေါ့နော် upload တင်မယ်ဆိုရင်ဒီဟာကိုနှိပ်လိုက်ဒီပုံကို upload တစ်ခါကျွန်တော်တို့တင်ပေးလိုက်မယ်အဲ့တော့ဒီပုံ upload တင်ပြီးလို့ဒီလိုရလာပြီဆိုရင်ကျွန်တော်တို့ကဒီ add to prompt နှိပ်မယ်ခုနဗီဒီယို prompt ကို copy ယူလာတဲ့ဟာဒီနောက်မှာ paste ချမယ် paste ချပြီးရင်သူ့ကိုဒီနေရာမှာကျွန်တော်တို့ကပို့ပေးလိုက်မယ်ဒါဆိုရင်3ခန်းရှိတော့ပြီပေါ့နော်အခန်းတွေအကုန်လုံးပြီးတော့ပြီဆိုရင်တော့တစ်ခါတည်းကိုမှကိုဗီဒီယို editing software တခုမှာကတ်ဆော်ရင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ပထမတစ်ခန်းအစိမ်လိုက်စိမ်ပြီးတော့အကုန်လုံးဆက်ပြီးတော့အတက်ပြန်လုပ်ပြီးတော့ export ထုတ်လိုက်ပေါ့နော်ဟိုကအကုန်လုံးဆက်ပြီးတော့ပြီဆိုရင်ဒီမူရင်း color တိုင်းတကယ်လို့လုံးလုံးကြီး copy ရိုက်ကိုလုံးလုံးကြွကြွလဲလဲစိတ်ချအားခြင်းနေဆိုရင်အကုန်လုံးကက်မှာတစ်ပိုင်းချင်းတွေဆက်ပြီးတော့တဲ့ခါကျရင် color ကိုနည်းနည်းအဖတ်ထိလိုက်ပေါ့နော် color လေးနည်းနည်းပြောင်းလိုက်ရင်ဘာမှ copy ရိုက်ကြီးမှာကိုလုံးလုံးစိတ်ပူကြရမလို့တော့ဘူးဓမ္မပဲတင် monetization တရားခိုင်နှုန်းအောင်နိုင်တဲ့ဗီဒီယိုတွေဖြစ်တဲ့အတွက်ဒီလိုဗီဒီယိုတွေတင်ပြီးတော့ monetization အောင်ပြီးပတ်စံရနေတဲ့လူတွေ YouTube ပေါ်မှာ TikTok ပေါ်မှာ Facebook ပေါ်မှာလူတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့လိုက်လုပ်ကြည့်ပါအရန်လွေတယ်ဒါခက်တဲ့အရာမဟုတ်တဲ့အတွက်ဘယ်သူမှမဆိုလုံးလို့ရနိုင်တဲ့အရာဖြစ်တဲ့အတွက်လိုက်လုပ်ကြည့်ပါ monetization လေးအောင်တဲ့ဝင်ငွေလေးရနေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီပုံစံဗီဒီယိုလုပ်တဲ့နေ့ကိုကျွန်တော်ဒီနေ့မှလာပြပေးတာဖြစ်ပါတယ်ဒီလောက်ဆိုရင်အကုန်နားလည်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီလိုနားမလည်တာရှိရင်ကျွန်တော်ရဲ့ဗီဒီယို comment မှာပဲဖြစ်ဖြစ် share box မှာပဲဖြစ်ဖြစ်လာမေးလို့ရပါတယ်ဒီလိုနောက်ထပ်သိချင်တာများရှိရင်လည်း comment မှာတစ်ခုခုရေးတော့ပေးပါဘယ်မကြည့်ဘူးဆိုရင်ကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာ subscribe မလုပ်ထားတဲ့ subscribe လေးတစ်ချက်လုပ်တော့ပေးပါ comment မှာတစ်ခုခုလေးမှန်တော့ပေးဖို့အတွက်ကျွန်တော်တောင်းဆိုပါရစေအဲဆိုရင်တို့ဒီဗီဒီယိုရလာပြီဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဖွင့်ကြည့်မယ်ရွာသားတိုင်းတန့်ရှင်းတဲ့ရည်နဲ့ကောင်းမွန်တဲ့လမ်းရရှိဖို့ပါအဲဆိုရင်ဒီမှာဒီနောက်တစ်ပုတ်ပါရလာပြီပေါ့နော်ရလာပြီဆိုရင်ကိုကျွန်တော်တို့ကဒေါင်းမယ်ဆိုရင်ဒီကောင်လေးကိုနှိပ်ပြီးတော့ဒေါင်းလိုက်ရပြီပေါ့နော်ကျွန်တော်ကတော့ထောင်းမပြတော့ပါဘူးအဲဆိုရင်ဒီဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်